အားလုံးမင်္ဂလာပါကျော်ကောင်းတန်ဖန်ရပါစေအခုကျွန်တော်အတူရောင်စန့်ကျင်တယ်ဘယ်အတူရောင်စန့်ကျင်ပါလဲတူရောင်ရွေးကောက်ပွဲကိုလူငယ်တွေစန့်ကျင်တဲ့ episode 3ဖြစ်တယ်ရှေ့ episode 2ခုမှာကျွန်တော်ရဲ့ထင်မြင်ချက်တွေကျွန်တော်ယုံကြည်ရဲ့ຢာကျွန်တော်အားချောင်ထားတာအဲ့တော့ဒါအခုကျွန်တော်မေးမဲ့သူကကြတော့ဒါမမေခက်တာပဲဘာမဟုတ်ဒါနောက်ရက်ဖြစ်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒါသူလေးမှာရေမိုးချိုးပြီးဝစားလဲတာကျွန်တော်ကတော့ဒီမှာ private တော့ဟိုဒီနဲ့မရောသေးဘူးထားပါတော့အဲ့တော့ဒါအမကဘာတူလဲဆိုတော့မမီခက်တာဒါလွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်နဲ့မျိုးသမီးကန္ဓာမျိုးသမီးအရေးပါညာပြောလှုပ်ရှားသူပေါ့နော်ကျွန်တော်တို့မေးခွန်းနေမယ်ကျေးဇူးပါဟုတ်ပါဘူးမင်္ဂလာပါဟုတ်မင်္ဂလာပါအဲ့တော့ကျွန်တော်တို့မေးခွန်းစပေးမယ်ဆိုရင်ကျွန်တော်မေးခွန်းကိုနည်းနည်းပြန်ကောက်လိုက်မယ်နော်မေးခွန်းကဘယ်စကောက်အောင်လဲဆိုတော့ okay အဲ့တော့ကျွန်တော်ဒီအခုကျွန်တော်တို့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင်ဖက်စစ်ရွေးကောက်ပွဲနဲ့ပတ်သက်ရင်သူတို့တွေကဒီရွေးကောက်ပွဲမှာသူတို့ကအာဏာဆက်ပြီးတော့ပါဝါပူကြီးတာမလားဒါမှမဟုတ်ဆုပ်ယုပ်တာများပါမလားအဲ့လိုမျိုးဘယ်လိုမြင်လဲအဓိကစစ်တပ်ကိုပြောရမှာပေါ့နော်စစ်တပ်နဲ့စစ်အုပ်စုကိုပြောရမှာပေါ့နော်ဆိုတော့ကျွန်မမြင်တာဒါသူတို့ legitimacy ရအောင်လုပ်တာပေါ့နော် legitimacy သူတို့ရဲ့တရားဝင်ခွင့်ပေါ့တရားဝင်ခွင့်ကိုဒီရွေးကောက်ပွဲကနေသူတို့ကဖော်ဆောင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့အာဏာသိမ်းပြီးတဲ့အချိန်သူတို့ကတော့အာဏာထိန်းတယ်လို့ပြောအောင်ပေါ့နော်ဒါပေမဲ့အာဏာသိမ်းပြီးတဲ့အချိန်နောက်ပိုင်းမှာသူတို့ဒီအမျိုးမျိုးသောပထမကျမတို့ခေါ်တဲ့စကားစာပေါ့နော်စစ်ကောင်စီနောက်အခုဆိုရင်စကားမစစ်ကော်မရှင်ပေါ့နော်အဆိုင်ပြင်သူတို့နာမည်တွေပြောင်းခဲ့တယ်ပြီးတော့သူတို့ဂျားထဲမှာပြောင်းခဲ့ပြီးတော့လှုပ်ခဲ့တဲ့ဟာတွေလည်းရှိတယ်အဲ့ဒီဂျားထဲမှာမင်းအောင်နိုင်ပေါ့နော်မင်းအောင်နိုင်ကအမျိုးမျိုးသောယာဒူးတွေယူခဲ့တဲ့ဟာမျိုးတွေလည်းရှိတယ်ယာယီသမဒနော်အဆိုင်ပြင်ဒါမျိုးတွေယူခဲ့တယ်ဒုသမဒတယောက်ကဂျားထဲမှာဆုံးပါသွားပြီဆိုတော့ဒီလိုကာလမှာဘလို့ပဲသူတို့ယာယီသမဒတွေဒုသမဒတွေပြောအာနာထိန်းတယ်ပဲပြော9နှစ်ကြာခဲ့တဲ့အချိန်မျိုးမှာဘာဖြစ်လာလဲဆိုတော့သူတို့နိုင်ငံတကာမှာ legitimacy ရဖို့လိုတယ်နိုင်ငံတကာမျက်နှာဘန်းမှာ legitimacy ရဖို့လိုတယ်စစ်တပ်ကအာဏာသိမ်းထားတာပဲဖြစ်ဖြစ်ထိန်းထားတာပဲဖြစ်ဖြစ်ဒါဟာနိုင်ငံတစ်ခုမှာလုပ်ရမယ့်ကိစ္စမဟုတ်ဘူးနောက်တစ်ခုကကျမတို့ကဒီမိုကရေစီနိုင်ငံသွားကြတယ် Federal Democracy ကိုသွားကြတယ်ဆိုရင်ဒါတွေကလုပ်လို့မရဘူးဆိုတဲ့အခါမျိုးမှာနိုင်ငံတကာအတိုင်းအဝိုင်းမှာသူပို့ပြီးတော့ legitimacy ပို့ဖြစ်လာတဲ့အတွက်သူကရွေးကောက်ပွဲကိုထောက်လျှောက်ပြောတယ်ဘာလို့ဆိုတော့သူကအာဏာဆောက်သိမ်းလုံးနဲ့လည်းသူကပြောတာရှိတယ်အဲ့ဒါဘာလဲဆိုတော့အာဏာကိုပြန်လွှဲပေးမယ်နော်ရွေးကောက်ပွဲဒီရွေးကောက်ပွဲဆိုတာကအရှိက2020ရွေးကောက်ပွဲကိုပြောပါဘောနော်2020ရွေးကောက်ပွဲမှာမဲကုမဲလိန်တာတွေရှိရဲအဲ့လိုမဲကုမဲလိန်တာတွေရှိတဲ့အတွက်ကြောင့်မလို့တို့ဒီအာဏာသိမ်းရတာအာဏာကိုခဏဝင်ထိန်းလိုက်တာပြီးရင်တို့ရွေးကောက်ပွဲပြန်လုပ်ပေးမယ်ပြီးရင်တို့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲပြန်လုပ်ပေးပြီးတော့မှအစိုးရတက်ကိုပြန်ဖို့ဆောင်ပေးမယ်ဆိုတာရှိခဲ့တယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲပြောကျမတို့က2010မှာဒီအရှိကစစ်တပ်ကနေပြီးတော့မှဦးတန်းရွှေစစ်တပ်ကနေပြီးတော့မှကျမတို့ကရွေးကောက်ပွဲလုပ်တယ်ရွေးကောက်ပွဲလုပ်ပြီးတော့အာဏာလွှဲပေးတယ်အာဏာလွှဲပေးတဲ့အချိန်မှာတော့သိန်းစိန်တက်လာတယ်ပေါ့နော်သိန်းစိန်တက်လာပြီးတော့အာဏာလွှဲပေးတယ်အဲ့တော့9နှစ်ပေါ့နော်9နှစ်ကတော့စစ်တပ်ရဲ့ background ဖြစ်တဲ့ပါတီကနေပဲကျမတို့ ruling ဖြစ်ပြီးတော့မှအုပ်ချုပ်ရေးတွေကင်ခဲ့တဲ့စီရင်ဆိုင်ပြင်ဒါမျိုးတွေကိုကင်ခဲ့တယ်ဒါပေမဲ့ကျမတို့ကတစုံတရာအတိုင်းအတာဒီဒီမိုကရေစီကိုတွားနေပြီလို့ပြောလို့ရပါဘောနော်ဒီ9နှစ်ပေါ့နော်အဲ့တော့ကာလအပြင်ပြောရမယ်2010နဲ့2015ပေါ့အဲ့တော့2012မှာကျမတို့အတိုက်ခံပါတီခေါင်းဆောင်တွေလွတ်လာတယ်နော်by election ပေါ့နော်ဂျာဖြတ်ရွေးကောက်ပွဲတွေလုပ်လာတဲ့အချိန်မှာဒေါန်ဆန်းစုကြည်ဝင်ပြိုင်လာတယ်ဒေါန်ဆန်းစုကြည်တို့လွတ်တော်တွေရောက်လာတယ်တိုက်ခန့်ခေါင်းဆောင်တွေလွတ်တော်တွေရောက်လာတယ်ဆိုတော့အခင်းချင်းတရက်ကိုမြန်မာနိုင်ငံမှာပြောင်းလဲခဲ့တယ်အဲ့တော့2015ရွေးကောက်ပွဲကျတော့ NLD ဒီအများကြီးဝင်ပြိုင်နေနေရာအများကြီးဝင်ပြိုင်နေတောင်ပြိုကမ်းပြိုပဲ landslide နိုင်ခဲ့တယ်တနိုင်ငံလုံးတိုင်းတာနဲ့နိုင်ခဲ့တယ် NLD အစိုးရဖွဲ့နိုင်တယ်ပြီးတော့2015နဲ့2020မှာ NLD ဆိုရကအုပ်ချုပ်တယ်ရသားဆိုရလို့ကျမတို့ကပြောလို့ရတယ်ပေါ့နော်အဲ့တော့အရှိ2010နဲ့15ကိုကြည့်ရင်ဦးသိန်းစိန်ဆိုရပေါ့နော်ကျမတို့ကတော့ရသားတစ်ပိုင်းဆိုရလို့ခေါ်ကြတယ်15ကနေ20ကတော့ကျမတို့အရသားဆိုရလို့တော့ပြောလို့ရတယ်ဒါပေမဲ့အဲ့မှာတော့ကျမတို့ကလွတ်လပ်ထုတ်ဖော်ပြောဆိုနိုင်တာမရှိတာရှိတာအဲ့ဒါတစ်ပိုင်းပေါ့လေအဲ့ဒါတစ်ပိုင်းဆွေးနွေးရမှာအဲ့တော့ဒီမှာအာဏာသိမ်းလိုက်တယ်2020မှာရွေးကောက်ပွဲပြန်လုပ်တယ်ပြီးတော့အာဏာသိမ်း2020ရွေးကောက်ပွဲတရားဝင်ဆိုပြီးတော့မှအာဏာသိမ်းခဲ့တဲ့ဖြစ်စဉ်တွေကျမတို့ဖြစ်ခဲ့တယ်ဆိုတော့ခုနမေခွန်းပေါ့ဒီဘက်မေခွန်းပြန်ကောက်ရရင်အာဏာဆက်ရှိနေမှာလားဆိုတော့အာဏာပိုရှိအောင်လုပ်တာပဲဖြစ်တယ်သူတို့အာဏာကိုတိုင်းတာတစုံတရာအထိကင်ထားနိုင်အောင်လုပ်တာပဲဖြစ်တယ်နောက်တစ်ခုကအခုတလုံးမှထွက်လာတဲ့သတင်းတွေသူတို့ဒီစစ်အုပ်စုဘက်ကထုတ်ပြန်နေတဲ့ဟာတွေအချက်လက်တွေပြီးခဲ့တဲ့နောက်ဆုံးသတင်းစာရှင်းလင်းပွဲမှာဗိုလ်ချုပ်စောမင်းထွန်းပြောသွားတဲ့ဟာတွေပြန်ကြည့်ရင်မင်းအောင်လှိုင်ကသမ္မတလုံးနိုင်ကြီးအများကြီးရှိတယ်
သူကလည်းတာဝန်ပေးအဲ့သမရလုပ်မယ်ဆိုတာမျိုးတွေသူပြောထားခဲ့တာရှိရယ်နောက်ပြီးတော့ဒီလွတ်တော်အခင်းကျင်းမှာသူသမရလုပ်နိုင်လို့ကြီးရှိရယ်သို့မဟုတ်သူမဟုတ်ရင်တော့မှအခြားသောစစ်တပ်ရဲ့ background ဖြစ်တဲ့သူတွေကျမတို့ခင်ကြီးတို့နော်ဘူးကြန့်ခိုင်တဲ့ဝင်ပြမှုခင်အဆက်ဖြင့်ဒီလူတွေကသမရတွေဝင်ကြီးတွေဒါမျိုးဒီလိုနေရာတွေကနေယူလာမယ်ဟာမျိုးရှိတယ်အဲ့တော့ကျမတို့ရိုးရိုးလေးပြန်စဉ်းစားကြည့်ရင်ဥခင်ကြီးအခုဆိုရင်ဥခင်ကြီးကိုပဲကျမပြောမယ်ဆိုရင်သူဒီဘာယာရုမှဘာအနာမလောလောဆယ်မှာအများကြီးရှိမနေသေးဘူးဒါပေမဲ့ရွေးကောက်ပွဲကနေတရားဝင်မှုယူပြီးတော့မှသူတို့ကပါဝါကိုချဲ့ထွင်မှာဖြစ်တယ်နောက်တစ်ခုက legitimacy ရမှာဖြစ်တယ်အဲ့တော့အတိုင်းအတာတစ်စုံတရာအဖြစ်သူတို့က legitimacy လိုချင်တာဖြစ်တယ်ပြီးတော့သူတို့ရဲ့အာဏာကိုပုံစံတစ်မျိုးနဲ့ဆက်ပြီးကင်ထားချင်တာဖြစ်တယ်အဲ့တော့မင်းအောင်လှိုင်ကသမရလို့ရင်ကကျုပ်ဘယ်သူလုပ်မလဲဆိုတာလည်းမေးခွန်းတော့ရှိနိုင်တယ်ဒါပေမဲ့ကျွန်မမြင်တာကတော့ဒီအဝင်းဝိုင်းထဲမှာပဲသူတို့ရှိနေမယ်ပါဝါကိုအဲ့အဝင်းဝိုင်းထဲမှာပြီးသားလို့ပဲပြောရမှာထားတယ်ဟုတ်တယ်ကိုရီးယားသူတို့ကနေ chess ကုံရဆိုအကုန်လုံးစော့ပြီးသားဟုတ်တယ်သူတို့အဲ့ပုံစံတိုင်းပဲသူတို့သွားမယ်ပါဝါပို့ယူခြင်းမယ်ကျွန်မထင်တယ်သူတို့ပါဝါတော့ stepping down မဖြစ်ဘူးမကြောက်ပိုတောင်ရကောင်းရသွားနိုင်တယ်အဲ့လိုမျိုးတော့ရှိကောင်းရှိနိုင်တယ်အဲ့ဆိုမင်းအောင်လှိုင်တို့ကဒီပွဲကိုခုနပြောရဲသူတို့ဒါဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ဟာကြီးကအမကအဲ့ပုံမှာဘယ်လိုမြင်လဲပေါ့ဖြစ်ကိုဖြစ်ရမယ်သူတေချာဖို့ကြိုးစားနေတယ်အဲ့ဒါလည်းအရန်တေချာရပေါ့နော်ဘာလို့လဲဆိုတော့ရွက်ကောက်ပွဲအပိုင်း၃ပိုင်းခွဲပြီးလုပ်တယ်ကျွန်တော်တို့ရှေ့ဆိုဟာတွေအပီဆုပ်တွေမှာလည်းဆွေးနွေးခဲ့ပေါ့နော်ရွက်ကောက်အပိုင်း၃ပိုင်းခွဲပြီးလို့ကျွန်တော်တို့ခါမကြဘူးဒါပေမဲ့သူတို့ရအောင်လုပ်မယ်ဆိုတဲ့ဟာကိုဒီမှာသွားပြီးမြင်ရတယ်ပေါ့နော်ဆိုတော့ဒီနှစ်ထဲမှာတစ်ချိန်လုံးမယ်နောက်နှစ်တွေထဲမှာဆက်လုပ်မယ်ပြီးတော့ရွေးကောက်ပွဲစနစ်တွေရောထားတယ်နော်အနိုင်ရသူအကုန်ယူဆိုတဲ့ FTTV လို့စနစ်မျိုးကနေ PR ဆိုတဲ့အချိုးချကိုစားပြုစနစ်တို့ဘာလို့ရှုပ်ထွေးနေရောထားတဲ့ဟာမျိုးတွေကျွန်တော်တို့တွေ့ရတယ်အဲ့တော့ तू ကတေချာပေါက်လုံးမှာလုံးမှာဒါပေမဲ့အခုကြည့်ပါဦးကျွန်တော်တို့ဘာကြောင့်ရှန် election လို့ပြောနေရလဲတနိုင်ငံလုံးရဲ့90%လောက်ကိုလည်း तू မထိန်းချုပ်နိုင်ဘူးနေ့စဉ်နဲ့အမျှလည်းဘုံကျဲနေတယ်စစ်ရေးအဖြစ်ဖိအားပေးတာပေါ့နော် तू ကနေပြီးစစ်ရေးအဖြစ်ပို့ပြီးဖိအားတွေပေးနေတယ်ဘာလို့လဲဆိုတော့ तू ရွေးကောက်ပွဲလုပ်ချင်လို့ရှင်းလေးပဲအဲ့တော့ तू ဒီရအောင်လုပ်မှာတေချာတယ် तू ကဒီရွေးကောက်ပွဲ तू ရအောင်လုပ်မယ်တက်နိုင်တဲ့လောက် तू ကလက်နက်ကင်ဖွဲ့စည်းတွေတိုင်းသားလက်နက်ကင်ဖွဲ့စည်းတွေเนาะနောက်ပြီးတော့မှPDF တွေဆက်ပြင်ကောင်း तू ဖိအားပေးမယ်ရအောင်ပြန်ယူမယ်ပြီးတော့မှဒီရွေးကောက်ပွဲကိုလုပ်မယ်ဆိုတာမျိုးတော့ကျမတို့တွေ့ရတယ်လုပ်မယ်ဖြစ်အောင်လည်းလုပ်မယ်သူ့ရဲ့ legitimacy ကိုလည်းအဲ့ကနေသူယူမှာပေါ့အဲ့တော့အဲ့ဒီဟိုပါလေကျွန်တော်တကယ်လို့ဗျာဒါမျိုးသူလုပ်သွားတယ်ဖြစ်အောင်ကတော့လုပ်ပြီးပဲထားပါတော့เนาะအကယ်၍ဗျာလုပ်ပြီးသွားလို့မရအောင်လည်းတမန်ပါညာဆိုရင်အာဆီယံကဘယ်လိုမျိုးတွေထပ်ပြီးတော့အမြင်တွေပါဖြစ်လောက်တယ်အဲ့ဒါကျွန်မအရင်တော့မမှန်တတ်ဘူးဒါမဲ့အာဆီယံကတော့အခုပြောနေရရှိရလीเนาะအခုအာဆီယံဥက္ကဋ္ဌလည်းအတောင်းလည်းဖြစ်တယ်ဆိုတော့ပြောနေရတော့ရှိရအဲ့ဒါတော့ဘာလဲဆိုတော့ဒီချက်မျိုးကောက်ပွဲမလုပ်တင်သေးဘူးမြောက်ဦးကိစ္စမှာတော့ရှုံချတဲ့ဟာတော့သူတို့ဟိုဟာဖြစ်တယ်မဖိတ်ချဘူးဒါပေမဲ့ဒီဟာပေါ်မှာလည်းဟိုသူဒီဟာမျိုးလုပ်တဲ့ရည်ရွယ်ချက်ကနေခုနကကျွန်တော်ပါဝါထိန်းတာပဲပါဝါကိုဆက်ပြီးကြီးထွားအောင်လုပ်နေရဆိုပေမဲ့အဲ့ဒါသူတို့ဒီ internet တွေမှာကျွန်တော်တို့မြန်မာနိုင်ငံဝန်းထဲမှာပဲဒါမျိုးကြီးဖြစ်နေတယ်ဟို channel ຢာတွေမှာပိတ်ဆို့မှုကဖြစ်နေမှာအခုလိုခင်းချင်းပဲပေါ့ဗျာအခုတော့ဟိုသူတို့သွားရင်ရုရှားသွားမယ်ဒါတရုတ်နဲ့ game ကစားရမယ်ပေါ့ဒါပဲရှိရဆိုတော့သူတို့ကဒီရေကောက်ပွဲမှာသူတာဟိုဖြစ်သွားရင်ဟိုနိုင်ငံတကာအမြင်ပြောင်းလဲမပြောင်းလဲရတော့မသေးကြဘူးပဲပြောရမှာသူကနဲ့သူဟိုကလေးကစားသလို monopoly ကစားလို့တယောက်တည်းဖြစ်ဟိုငါမင်းလှုပ်လိုက်ငါဟိုလှုပ်လိုက်အဲ့လိုပဲဖြစ်နေလို့ပြောလို့ရတာဖြစ်နေတယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့ကျွန်မထင်တယ်လေ2010ခင်းချင်းမျိုးအတိုင်းအတာတစ်စုံအဖြစ်ပြန်သွားကြတာပေါ့နော်။ဂျာကန်နှုံးပြမဟုတ်ရင်တော့သူ2010ခင်းချင်းမျိုးကိုပြန်သွားကြတယ်ဒါပေမဲ့လူတွေနဲ့နိုင်ငံတကာကတော့လူတွေဆိုကျမတို့ပြည်သူတွေကျမတို့ကိုယ်တိုင်ကရောဒါကိုယုံတော့မလားဆိုတော့မယုံတော့ဒါကြောင့်မလို့ကျမတို့ကဒီရွေးကောက်ပွဲကအတူရောင်ပါလို့ကျမတို့ကတောက်လျှောက်ပဲပြောနေခဲ့တာပေါ့နော်ဒီတူရွေးကောက်ပွဲဆိုပြီးတော့မှတောက်လျှောက်ပြောနေတယ်ဘာလို့လဲဆိုတော့အများကြီးတားဥတွေစိုးမိုးမရှိဘူးရှေ့ရွေးကောက်ပွဲကိုပယ်ဖျက်လိုက်တယ်နောက်ပြီးတော့ဖန်ဆီးထားတဲ့သူတွေနိုင်ငံရေးတင်သားတွေရှိတယ်เนาะဒီကိစ္စတွေဟိုမဖြေရှင်းမဲနဲ့ဟန်ပြပေါ့နော်ဟန်ပြပေါ့သူ့အတွက်ဟန်ပြဟိုရှေ့ကအပီဆိုဒ်တခုမှပြောခဲ့ကိုဖဲကိုချိုးနေရပေါ့နော်ကိုဖဲကိုချိုးပြီးတော့ကိုပဲဝေနေပြီးတော့ပဲဒီဖဲဝိုင်းမှာကစားနေတဲ့ရုပ်လုံးပြပြီးကစားနေတဲ့ပုံစံမျိုးပဲဖြစ်တာပေါ့အဲ့တော့ဒီအခုရေကောက်ပွဲအခုကျွန်တော်3ပိုင်းချိန်မှာဒီနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်အမေစုတော်စုပေါ့နော်ပြန်မြင်ရဖို့ရောသူတို့ဘက်ကအဲ့ဟာပြန်လုပ်မလားပေါ့အဲ့ပုံမှာဘယ်လိုမျိုးတုံ့တက်ခြင်းလဲကျွန်တော်တို့လေသူကအခုချိန်ထိဟိုအများကြီးထုတ်ပြောခဲ့တာဘာမှမရှိဘူးလေနော်ဟိုဒါပေမဲ့ဟိုတလောကတော့ဟိုဒေါန်ဆန်စုကြည်ရဲ့သားကတိလားရှင်လားတော့မသိရဘူးလို့ထုတ်ပြောတဲ့အခါမှာ
နိုင်ငံတကာအတန်းချင်းကလည်းပြန်ရောက်လာတဲ့အခါမျိုးမှာတော့သူတို့ထုတ်ပြန်ခဲ့တာတော့ရှိတယ်နော်ကျွန်တော်စာတီးတယ်ကျွန်တော်တို့ထုတ်ပြန်ခဲ့တာမျိုးကျွန်တော်တို့တွေ့ရတယ်ကောင်းပုံပါဆိုတော့ကျွန်တော်အဲ့ဒါကိုဘယ်လောက်မှန်လဲဆိုတာမသိနိုင်ဘူးဘယ်လောက်ရှိနေမလဲဆိုတော့ကျွန်တော်မသိနိုင်ဘူးတကယ်ဟုတ်နေလားမဟုတ်နေလားဆိုတော့မသိနိုင်ဘူးဆိုတော့မေဆွေဒေါန်ဆန်းစုကြည်ရဲ့တားပေါ့နော်ဒေါန်ဆန်းစုကြည်ရဲ့တားရဲ့ဆိုရင်ချက်ကလည်းမလွန်ဘူးလို့ထင်တယ်ကျွန်မထင်တယ်သူ့အမေတာအားဖြင့်လည်းဒီလောက်ဖြစ်နေပြီပေါ့နော်ဆိုတော့မျိုးသမီးတယောက်ဖြစ်တယ်နောက်တစ်ခုကတော့ဒီလိုပေါ်မှာစိုးရိမ်ချက်ရှိနေရပေါ့နော်ဆိုတော့ဒါလည်းမှန်တယ်ထုတ်ပြီးတော့အရင်လိုမျိုးပေါ့နော်ထုတ်ပြီးကစားမလားပေါ့နော်ကျွန်မအမေကတော့အဲ့လိုနားလေကျွန်တော်တို့သိမထင်တော့သူ့ကိုထုတ်ပြီးတော့ကစားမယ်ပြီးတော့ရုပ်ကပဲလည်းရန်ကတ်နေပြီကျွန်တော်တို့တန်သွင်းနေရဲဆိုရင်နောက်ထပ်3ရက်လောက်ဆိုစားလုံမှာပေါ့နော်ဆိုတော့သူကမဖြစ်ဖြစ်အောင်လုပ်မှာနောက်တစ်ခုကတော့တက်ချုပ်ပေါ့လေ तू ကအရှင်းရရှိခဲ့တဲ့စစ်ခေါင်းဆောင်တွေထပ်တောင်ပို့ပြီးတော့ तू ကတန်းလှုပ်တယ်လို့အားလုံးလည်းတုံ့တက်ပါတယ်ကျွန်မလည်းအဲ့လိုပဲမြင်တယ်ပေါ့နော်ရှေ့မှာရှိခဲ့တဲ့လူတွေတော့ချက်လက်တွေပေးတာရှိတယ်အတိုင်းတာတုံတာအဖြစ်ထုတ်ပြန်တာရှိဘူးဘာမှမထုတ်ပြန်ဘူးအခုထုတ်ပြန်ချက်ကလည်းသူတို့အပြောလေးပဲရှိတယ်ကျွန်တော်တို့ဘယ်လိုယုံရမလဲပေါ့နော်အဲ့တော့အများကြီးနိုင်ငံတကာအတန်းရှင်းကိုရအောင်လုပ်မယ်လို့ကျွန်တော်မထင်ဘူးဒါပေမဲ့နိုင်ငံတကာလည်းတောက်လျှောက်ပြောနေရရှိပါတယ်နော်တော့ပေးဖို့ချစ်မရှိလို့တောက်လျှောက်ပြောနေတဲ့ကိစ္စရှိတယ်ဒါပေမဲ့ဒါကိုလည်းသူတို့မလုပ်ဘူးလက်လုပ်တယ်ပြီးတော့ကျွန်မထင်တယ်လေဘုထုတ်ဆောင်မင်းတို့တစ်ခုမှပြောသွားရရှင်ဒါပြည်တွင်းရေးကိစ္စဖြစ်တယ်ရွေးကောက်ပွဲပြည်တွင်းရေးကိစ္စဖြစ်တယ်ဆိုတဲ့ဟာမျိုးအဲ့တော့ तू ကနိုင်ငံတကာဖြစ်အောင်လည်းအများကြီး view site ပုံမရဘူးလို့ကျွန်မတို့နားလည်ရတယ်နောက်တစ်ခုကတော့သူ့ကိုထောက်ခံအားပေးတဲ့နိုင်ငံတွေလည်းရှိတာပေါ့နော်ခုနကနိုဝင်ပြောရတဲ့အထက်မှာလည်းပါတယ်တရုတ်ရုရှားအစရှိတဲ့ဖြစ်မှာနော်ဒါမျိုးတွေလည်းထောက်ခံအားပေးတဲ့အခါမှာ तू ကတော့ထင်တိုင်းပဲဆက်သွားနိုင်မှာဆိုတာမျိုးတော့မြင်ရတယ်။ Okay အဲ့တော့ခုနကအမကျွန်တော် artist scanner နဲ့ပတ်သက်ပြီးတော့ပြောရဲဆိုတော့အခုဒါကျွန်တော်တို့ကအတိုင်းဝိုင်းနည်းနည်းတယောက်ကြားထဲမှာဝေးနေတော့အဲ့လိုအမတို့ဒီတက်ကြွလှုပ်ရှားသူဒီအမျိုးသမီးအခွင့်အရေးဦးဆောင်တဲ့ဒီဟာတွေအမျိုးသမီးတက်ကြွ sorry အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေအနေနဲ့ကြောက်ဒီကဏ္ဍမှာရောအမျိုးသမီးတွေအနေနဲ့ဘယ်လို movement တွေရောဘာတွေလုပ်နေကြလဲဒီတက်ကြွလှုပ်ရှားသူတွေရောကျွန်တော်အခု campaign တွေမြန်ချွတ် slogan တွေထုတ်ကြရဗျာထပ်ပေါက်မဟုတ်ဒါထပ်ပေါက်မဟုတ်ထောင်ကြောက်တို့တင်မဲဖြစ်လူတက်မှုမပေးရလို့ပါဒါတွေကရောဘယ်လောက်တိုင်းတာထိလူလူကြားတွေကိုစိတ်ဝင်တယ်လူလူကဒီပေါ်မှာအမပြည်တွင်းကလူတွေရဲ့ခံစားချက်ကိုရောအမတို့စစ်တမ်းကောက်တာမျိုးကြီးဘယ်လိုစကားလုံးသုံးအောင်လဲတော့မသိဘူးနော်အဲ့မျိုးတွေရောရှိတာကျမတို့အများကြီးအဲ့လိုမျိုးတော့မလုပ်ဘူးကျမတို့ဟုတ်တယ်မိတွေလှုပ်ရှားတော့ဟုတ်တယ်ဒါပေမဲ့ကျမတို့နောက်ထပ်တစ်ချက်ကတော့ဒီလွတ်လပ်စွာထုတ်ဖို့ပြောဆိုခွင့်နဲ့ပတ်သက်ပြီးတော့လေလှုပ်တာလည်းဖြစ်တယ်ပေါ့နော်သူပြင်တော့ကျမ right တွေနဲ့ပတ်သက်ပြီးလှုပ်တာပေါ့လေဆိုတော့ဒါပေမဲ့အခြားစစ်တမ်းတွေပိုင်းကျမတို့တွေ့ပါတယ်ပြည်တွင်းကလူတွေအခြေအနေပေါ့နော်နောက်တစ်ခုဒီမှာ free and fair ဖြစ်သလားပေါ့နော်လွတ်လပ်ပြီးတရားမျှတသလားပေါ့ဆိုတော့ကျမတို့no ပေါ့နော်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကတော့ဟုတ်မနေဘူးဆိုတော့ကျမတို့သိကြပေါက်တွေ့ရတယ်အရှိမပြောခဲ့တဲ့အထက်လက်တွေကိုလည်းမူတည်ပြီးတော့ပဲဒါတွေလည်းပြန်ပြောရမှာပေါ့နော်ဆိုတော့အဓိကနိုင်ငံရဲ့တိုက်ခိုက်ခေါင်းဆောင်တွေကိုထောင်ထဲမှာထားတယ်ပြီးတော့လူတွေနိုင်ငံတနိုင်ငံရဲ့90%နှုန်းလောက်ကိုတော့မှမပေးခွင့်ရအောင်မဆောင်ရွက်နိုင်ဘဲနဲ့ဘလို့ free and fair ဖြစ်မလဲပေါ့နော်ဒါမျိုးပြောလို့ရတယ်နောက်တစ်ခုကမဲပေးတဲ့စနစ်ပေါ့နော်မဲပေးတဲ့စနစ်တွေရှုပ်ထွေးဖြစ်နေတယ်ကျွန်တော်ရှေ့ပိုင်းမှာလည်းပြောခဲ့တယ်ဒီရှုပ်ထွေးဖြစ်နေတဲ့အခြေအနေတွေကလည်းပြည်သူကိုပို့ပြီးတော့မရှင်းဘူးဆိုတာမျိုးဖြစ်စေတယ်เนาะကျမတို့ရှေ့က2020 election မှာဆိုရင်ကျွန်တော်တို့ voter education တွေပါအများကြီးလုပ်ခဲ့ရတယ်ပြည်သူတွေမဲပေးနည်းစနစ်တွေရှင်းပြရတာမျိုးလို့เนาะဒါမျိုးတွေလုပ်ခဲ့ရဒါတော့မှကျွန်တော်တို့ကအဲ့ဒီတုန်းကမဲပေးနည်းစနစ်ကတော်တော်ရှုပ်ထွေးမဟုတ်ဘူးတော်တော်လေးရှင်းလင်းဖြစ်တယ်ပေါ့เนาะဆိုတော့ဒီဟာလည်းတစ်ချက်ပါတယ်ဒါပေမဲ့အခုကတော့မဲပေးနည်းစနစ်က2မျိုးရောထားမယ်ရှုပ်ထွေးလည်းဖြစ်တယ်ဆိုတော့လောက်ရကန်ရတော့ကြက်တဲတဲ့အခြေအနေမျိုးလို့ကျွန်မထင်တယ်လောက်ရကန်ရချက်တယ်နောက်တစ်ခုကတော့ဘလောက်လွတ်လပ်ပြီးတရားမျှတမလဲပေါ့နော် free and fair ပေါ့နော်ဆိုတော့နိုင်ငံတကာစောင့်ကြည့်လေ့လာတဲ့သူတွေရွေးကောက်ပွဲတွေဆိုတာ तू ကစောင့်ကြည့်လေ့လာတဲ့ election စောင့်ကြည့်လေ့လာတဲ့လူတွေဆိုတာရှိပြီးသားပေါ့နော်အဲ့တော့အရှိ2020မှာလည်းပြည်တွင်းမှာရှိတယ်လွတ်လပ်တဲ့ရပ်ပတ်ဖွဲ့စည်းတွေစောင့်ကြည့်တာရှိတယ်နိုင်ငံတကာတန်ယုံတွေကစောင့်ကြည့်တာရှိတယ်ပေါ့နော်လွတ်လပ်တဲ့ရွေးကောက်ပွဲဟုတ်မဟုတ်ဖိအားပေးခြင်းရှိမရှိစသဖြင့်ဒါမျိုးတွေကိုစောင့်ကြည့်လေ့လာတဲ့ဖွဲ့စည်းတွေလည်းကျွန်မသိသလောက်တော့အများကြီးမရှိဘူးတချို့သောတန်ယုံတွေကကြည့်ရရှိတယ်တချို့သောရပ်ပတ်ဖွဲ့စည်းတွေကတော့ကြည့်တာရှိကောင်းရှိနိုင်တယ်ရှိတယ်လို့လည်းကျွန်မသတင်းတွေမှာမြင်ရတယ်ပေါ့နော်ဒါပေမဲ့ဒါဒီအရင်2020တုန်းကလောက်အလုံးရင်းနဲ့စောင့်ကြည့်တဲ့အဖွဲ့အစည်းဆောင်ကစောင့်ကြည့်တဲ့အနေအထားမျိုးမဟုတ်ဘူးအဲ့တုန်းကဆိုရင်2020တုန်းကဆိုရင်ဒါရွေးကောက်ပွဲစောင့်ကြည့်ခြင်းလဲဆိုလို့ရှိရင်ကတ်တွေပါတင်ရတယ်လीเนาะတင်ပြီးတော့မှစောင့်ကြည့်လို့ရတယ်ဒါမျိုးခင်းချင်းမျိုးရှိခဲ့တယ်အခုကဒါမျိုးမရှိခဲ့ဘူး
နောက်တစ်ခုက2020ပေါ့နော်2020အချိန်တွေတော့ဆိုရင်ကျမတို့လွတ်လပ်တဲ့အတိုင်းတာတစုံတရာအဖြစ်ကျမတို့ရရှိပြီးဖြစ်တယ်ဆိုတော့ဗုဒ္ဓ education တွေအများကြီးလုပ်ကြရပေါ့နော်ဒါမျိုးဗုဒ္ဓ education တွေနဲ့သွားကြတယ်ဆိုတော့ဒီချိန်တွေမျိုးကိုလည်းကျမတို့ကမမြင်ရဘူးနောက်တစ်ခုကမဲဆွယ်စည်းရုံးခွင့်ပေါ့နော်မဲဆွယ်စည်းရုံးခွင့်နေမှာလဲကျမမြင်တယ်လေအခုကပါတီကတော့10ကနန်းမှာ90ကျော်လောက်ဝင်ကြမယ်ဒါပေမဲ့တကယ်တနိုင်ငံလုံးထိုင်းတန်နဲ့ပြိုင်မဲ့ပါတီက6ခုလောက်ပဲရှိတာတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီ6ခုလောက်မှာလဲအားလုံးသိပြီးသားသူကအရှိဆုံးကပြေးမှာကသူ့ရဲ့ USDP ပေါ့နော်ဒါစစ်တဲ့ကြောထားနောက်ကန်လောက်ထား USDP ကပဲအရှိဆုံးကပြေးမယ်နောက်ပြီးတော့အခြားသောပါတီတွေရှိနိုင်တယ်ပေါ့နော်4 5 6ပါတီပေါ့နော်ဒါဟာတနိုင်ငံလုံးကိုပြိုင်မဲ့ပါတီတွေဖြစ်တယ်လူတို့ကအဲ့ဒီပါတီတွေဟောသိရလားပေါ့နော်ကျွန်မအဲ့ဒီဟာကိုလည်းကျွန်မအနေနဲ့ပြန်ပြီးတော့စဉ်းစားရပေါ့နော်စဉ်းစားမိတယ်ကိုလည်းပြန်ပြီးတော့စဉ်းစားပြီးတော့မေးခွန်းထုတ်မိလူဒီပါတီတွေကိုတကယ်သိသလားအဲ့တော့ကျွန်မကြည့်နေရွေးကောက်ပွဲမဲဆွယ်စီးရုံးနေတဲ့ပါတီတွေလည်းအများကြီးမရှိဘူး3-4ခုနဲ့USDP ကတော့ငွေအလုံးရင်းနဲ့သူလုံနိုင်တဲ့ပါတီလည်းဖြစ်အောင်เนาะဆိုတော့သူတို့ကတော့ကောင်းကောင်းလုပ်တယ်ဒါပေမဲ့ကျန်တဲ့သူတွေမှာတော့ကျွန်မအများကြီးမတွေ့နေဘူးပါတီအသေးလေးတွေဘာမှမတွေ့နေဘူးအိမ်ဖြည့်ပေါ့နော်ဖဲဝိုင်းခန်းနဲ့ပဲပြန်ပြောရင်သူကအိမ်ဖြည့်တဲ့အနေထားလောက်မှာပဲသူကပြန်သွားနေတဲ့ဟာမျိုးကျွန်တော်တို့ကတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့တော့ဘလို့ကျွန်တော်တို့လွတ်လပ်ပြီးတော့တရားမျှတတယ်လို့ပြောမလဲလူတို့ကဒီစနစ်တွေကိုနားလေလားเนาะကျွန်မဒါတွေကိုလည်းမရှင်းနေဘူးနောက်တစ်ခုကကျွန်တော်တို့ဒီ section ကလည်းလူငယ်တွေအကြောင်းပြောတော့လေเนาะကျွန်မဒီမှာလူငယ်တွေအကြောင်းလည်းနည်းနည်းထည့်ပြောချင်တာအဲ့ဒါဘာလဲဆိုတော့first voter လေဆိုတော့ဒီချိန်နေမှာ first voter ဖြစ်လာနိုင်တဲ့လူငယ်တွေရှိရပထမအဆုံးမဲပေးမဲ့သူတွေပေါ့နော်အဲ့တော့ရွေးကောက်ပွဲတွေမှာfirst voter တွေကအများအားအရေးကြီးတယ်ပထမအဆုံးမဲပေးတဲ့လူတွေလူငယ်တွေအဲ့ဒီလူတွေကအများအားအရေးကြီးတယ်ပြီးတော့နိုင်ငံတနိုင်ငံတွေရဲ့ရွေးကောက်ပွဲတိုင်းမှာ first voter တွေရဲ့ population နဲ့ first voter တွေရဲ့ percentage ကလည်းများလေးရှိတယ်ဆိုတော့ဥမာကျွန်တော်တို့2020တော့ဆို first voter ဒီကျွန်မမမှားဘူးဆိုရင်30နဲ့35ရာခိုင်နှုန်းချမှာရှိရ2020တုန်းက first voter ရဲ့အရေးအတွက်ပေါ့နော်ဆိုတော့လူငယ်တွေတက်ခတ်ထားတာပြီးခဲ့တဲ့ US election မှာဆိုရင် first voter တွေတက်ခတ်ထားခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒီလူငယ်တွေရောဘယ်လောက်နားလဲနော်ကျွန်မစဉ်းစားကြည့်တာအာနာသိမ့်ပြီးတော့9နှစ်အတွင်းမှာ first voter ဖြစ်လာမဲ့လူငယ်အများကြီးရှိနိုင်တယ်ကျွန်မစဉ်းရင်တော့မသိဘူးထုတ်လည်းမထုတ်ပြန်တဲ့အခါမျိုးမှာကျွန်မတေချာတော့မမြင်အောင်ဒါပေမဲ့အာနာသိမ့်ပြီး9နှစ်အတွင်းမှာအသက်ပြည့်ပြီးတော့မဲပေးမဲ့လူတွေအများကြီးရှိနေတယ်လူငယ်တွေပေါ့နော်အထူးသဖြင့်ဒီလူတွေနိုင်ငံရေးစနစ်ကိုဘယ်လောက်ရလဲဒီလူတွေနိုင်ငံရေးစနစ်ကိုဘယ်လောက်နားလဲမလဲဒီလူတွေဒီလိုမျိုး democracy federal democracy အရွေ့ကိုဒီလူငယ်တွေဘယ်လောက်တွန်းအားရှိနဲ့သွားနိုင်ကျွန်တော်နားလဲလားဆိုတော့လူငယ်တွေရဲ့ပညာရေးခြင်းကိုပြောအောင်မဟုတ်လူငယ်တွေပညာရေးခြင်းအရန်ကောင်းတယ်ဒါပေမဲ့ဒီမှာကျွန်တော်ပြောချင်တာကသတင်းချက်လက်ပိတ်ထားခြင်းခံရတဲ့အခြေအနေကိုပြောချင်တာပေါ့နော်ပြည်တွင်းမှာဆိုရင်အရှိမဆွေးနွေးခဲ့တဲ့ထဲမှာဆွေးနွေးခဲ့တဲ့ထဲမှာလည်းပါ VPN ရှိမှကျွန်တော်တို့အချက်လက်ရဖို့เนาะသတင်းချက်လက်တွေတုံးလို့ရမယ့်အခြေအနေမျိုးဖြစ်တယ်ဆိုတော့ဒီလိုသတင်းချက်လက်ပြီးတော့ social media ဘွားရတာလေเนาะသတင်းချက်လက်ဆိုတာအများအပြားပြီးတော့ social media ဆိုလည်းသိတဲ့အတိုင်းပဲကျွန်တော်တို့သုံးနေတဲ့ပုံမှာလိုက်ပြီးတော့ algorithm ကလိုက်ပြီးပြနေတာအဲ့တော့လူငယ်တွေကအချက်လက်မှန်ရရလားကျွန်မလူငယ်တွေကိုeducated ဖြစ်ခြင်းမဖြစ်ခြင်းစဉ်းစားမစဉ်းစားနိုင်ခြင်းကိုပြောတာမဟုတ်သတင်းချက်လက်မှန်ကန်ရရလားဆိုတဲ့ဟာကိုသုံးသပ်ကြဖြစ်လားစဉ်းစားကြဖြစ်လားပေါ့နော်အဲ့တော့သူပြည်တွင်းမှာနေတဲ့လူငယ်တွေဘယ်လိုမဲပေးမလဲ first voter ဘယ်လိုမဲပေးကြမလဲဒါကစိန်ခေါ်မှုဖြစ်တယ်ပေါ့နော်ဒါတစ်ချက်ရှိရနောက်တစ်ချက်ကတော့ conscription law ပေါ့နော်ဘာခေါ်လဲစစ်မှုထမ်းဥပဒေပေါ့နော်စစ်မှုထမ်းဥပဒေလုတ်လိုက်တဲ့အချိန်မှာလူငယ်တွေအများကြီးဟုတ်တယ်ပြပကိုသွားကြတယ်နော်ဆိုတော့ဒီအချိန်တွေရောရွေးကောက်ပွဲဘယ်လိုထင်ဟပ်မလဲအဲ့လိုအချိန်တွေမျိုးတွေမှာကျင်းပနေတဲ့ရွေးကောက်ပွဲကဘယ်လိုလွတ်လပ်ပြီးတရားမျှတမလဲဆိုတော့ဒါကျွန်တော်တို့ကဘယ်လိုမှလွတ်လပ်ပြီးတရားမျှတမှုမရှိဘူးဆိုတာလည်းမြင်သားတယ်ပုံလင်းလည်းမြင်တယ်ထင်ရှားလည်းမြင်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကထောက်လျှောက်အတူရောင်ရွေးကောက်ပွဲရှန် election လို့ပြောနေရလို့ဖြစ်တယ်ပေါ့နော်ဟုတ်ကျေးဇူးပါမအဲ့ဆိုတော့ကျွန်တော် episode 3ကလောက်ပဲပြောရအောင်ဒါဒီထဲမှာလည်းဆွေးနွေးထားတာတွေမေးချင်တာရှိတာတွေကျွန်တော်တို့ရင်းထဲမှာရှိတဲ့ဟာတွေကိုကျွန်တော်ထုံစံတိုင်းပဲ comment ဒါမှမဟုတ်ကျွန်တော် messenger တွေကနေလာပြီးတော့ချပြလို့ရတယ်အေးစေးအဲ့ဒါကိုကျွန်တော်တို့အကျယ်ဝင်ထပ်ပြီးတော့ခင်ဗျားတို့ပြောချင်တဲ့အတန်းတွေကျွန်တော်ထပ်ပြီးတော့ထုံးလွှင့်ကြမယ်ကျေးဇူးတင်ပါကျေးဇူးများတင်ပါတယ်